အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ YouTube channel လေးကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ အားလုံးပဲမင်္ဂလာပါ Marvel လက်ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ Fantastic Revolution မှာဘာတွေဖြစ်မှာလဲဆိုတာကိုအချင်းချုံပြောပြသွားမှာဖြစ်ပါတယ် Trailer breakdown လုပ်တာက Trailer မှာဘယ်နေရာမှာဘယ် sign book ကဘယ်ခုနှစ်ကဘယ် number ကိုဘယ် comic စာကိုရည်ညွှန်းတာထက်အဲ့လို detail ပစ္စည်းညတော့ပြောနေရတဲ့စာရင်ဒါဒီစကားကြီးကဘာဖြစ်မှာလဲဆိုတာကိုပရိသတ်ကြီးနေနဲ့ခြုံမြင်အောင်ပြောတာကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်တယ်ဗောနော်အဲအကြောင်းဒီဗီဒီယိုလေးကိုဖန်တီးလိုက်ရတာပါဆိုတော့ဒီဗီဒီယိုက breakdown လည်းဟုတ်ပါတယ် breakdown လည်းမဟုတ်ပါဘူးဒါပေမဲ့ spoiler အကြီးတွေပါမှဖြစ်တဲ့အတွက်ရုံထွက်လာမှကြည့်မဲ့လူတွေ spoiler မမိကျင်တဲ့လူတွေကတော့အခုဒီနားလေးမှာဗီဒီယိုရက်ပြီးတော့ပြန်ထွက်သွားလို့ရပါပြီ okay spoiler ကိုလက်ခံနိုင်နေဆိုရင်တော့ဆက်ကြည့်ပါဒီ breakdown ကိုမစခင်ပထမဆုံးပြောချင်တာကဒီ Fantastic Four ရုပ်ရှင်ကလက်ရှိ MCU main timeline တည်ရှိနေတဲ့စစ်ဝမ်းစစ်မှာဖြစ်မှာမဟုတ်ပါဘူးနောက်ထပ် universe နောက်ထပ်အတလုံးမှာဖြစ်တဲ့ဖြစ်စဉ်တွေကိုမြင်ရမယ့်ရုပ်ရှင်တစ်ခုပါဆိုတော့သူတို့အနံပါတ်ကလက်ရှိမှာတည်ထားတဲ့ချက်ရ828ဖြစ်မယ်လို့သိရပါတယ်ဆိုတော့ဒါပြောချင်တာက Doctor Strange Multiverse of Madness ရုပ်ရှင်မှာတွေ့ခဲ့ရတဲ့838ဘေးနားက universe တွေဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါမှမဟုတ်လေသူတို့ခုချိန်ဒီ universe တွေတွေကိုဘာလို့ဒီလိုနံပါတ်တွေတက်ကြရဲဆိုတာ Christian Bar မှာပြောတယ် coordinate ပေးရဆိုတဲ့ကိစ္စလွယ်ရင်ရည်ရွယ်ချက်ကိုတော့မသိရသေးပါဘူး Fantastic Revolution ကအကတော့828လို့တည်ရှိထားပါတယ်နောက်ပြီးဒီ article ထူးခြားချက်လေးတွေကိုပြပြပါမယ်ဒီအကလက်ရှိမှာသူတို့ဖြစ်တန်းနေရတဲ့အချိန်ကာလအပိုင်းက1960နဲ့1965အတွင်းမှာရှိနေပါတယ် retro နဲ့ဆန်ပြီးမဲ့သူတို့အရင်နီးပညာ1960ခုနှစ်အတွက်အရန်ကိုတိုးတက်နေပါပြီဒီလိုတိုးတက်နေရတဲ့အကြောင်းရင်းကလည်းဒါ Fantastic Four အဖွဲ့ကြောင့်အများကြီးတက်ရောက်ပါတယ်ဒီအက်မှာထူးခြားတဲ့ချက်က Fantastic Four အဖွဲ့ကလွှဲရင်တခြားဘယ် hero မှမရှိပါဘူးပြောချင်တာကဒီအက်မှာဖြစ်လာသမျှ villain တွေကိုဒီ၄ယောက်အဖွဲ့ကပဲဖြည့်ရှင်းပြီးတော့ဒီအက်ရဲ့နီးပညာတိုးတက်မှုတွေလူနေမှုဘဝတွေကိုပြောင်းလဲပေးနေရလဲဒီ၄ယောက်ပဲဖြစ်ပါတယ်ဒါကြောင့် origin ရုပ်ရှင်လည်းမဟုတ်ပါဘူး origin ဆိုတာကဟာဒီ hero တွေကဘယ်လိုမျိုး power ရခဲ့တာဆိုတာကိုပြတာထက် power ရပြီးသား hero တွေဖြစ်တန်းနေရတဲ့ lifestyle နဲ့တူသူတို့ကဘာကြီးကိုဘယ်လိုမျိုးကယ်တင်သွားမလဲဆိုတာကိုပြသမယ်ရုပ်ရှင်ပဲဖြစ်ပါတယ်ပထမဆုံးသိရမယ့်အချက်ကဒီရုပ်ရှင်က origin ရုပ်ရှင်မဟုတ်တဲ့အတွက်ဒီ Fantastic Four ၄ယောက်အစွမ်းဘယ်လိုရရဲဆိုတဲ့ကိစ္စပါခြင်းမပါမှာပါဒါ trailer ထဲမှာ trailer တိုင်းမှာမြင်ရတဲ့ဒိုင်ဒါကြီးကို flashback အနေနဲ့ပြမယ်နည်းနည်းစကားစမြည်တွေပြောမယ်ဒီလောက်ပါပဲအချင်းချင်းပြောမယ်ဆိုရင် Fantastic Four ၄ယောက်ကဒီကဘာကြီးမှာ celebrity ဖြစ်ပါတယ် hero တွေလည်းဖြစ်ပါတယ်စီးပွားရေးသမားတွေလည်းဖြစ်ပါတယ်နောက်ပြင်အချမ်းသာဆုံးလူတွေလည်းပြောရမှာပါဘာကြောင့်လဲဆိုတော့ဒီတိုးတက်နေတဲ့နည်းပညာတွေအကုန်လုံးကဒီ Future Foundation အောက်မှာရှိသလိုနောက်ဆုံးကြော်ညာတွေ TV season တွေနောက်ဆုံးရှိသမျှပရိသတ်နဲ့ထိတွေ့မှုတွေအကုန်လုံးကဒီ၄ယောက်ကလုံနေရပဲဖြစ်ပါတယ်ဒါကြောင့်ဒီ၄ယောက်ကဒီကဘာကြီးအတွက်အခရာအကြဆုံး၄ယောက်လို့ပြောရင်လည်းမမှားပါဘူးဇလန်ကဘာကြောင့်ဖြစ်မှာလဲဇလန်ကတော့ရုပ်ရှင်က first step လို့ပြောထားတဲ့အတိုင်းပဲပထမဆုံးတွေ့ရမယ့်ကိစ္စတွေကဒီ Fantastic Four အဖွဲ့အစွမ်းရပြီး၄နှစ်အတွင်းမှာသူတို့ဖျက်တမ်းခဲ့ရတဲ့ဖြစ်စဉ်တွေပေါ့နော်။ဘာလဲဆိုတော့ Fantastic Four ရဲ့ပထမဆုံး debut လုပ်ခဲ့တဲ့ comic ထဲက villain တွေကိုဒါတစ်ခန်းပြက်နေနေသူတို့ဘယ်လိုမျိုးကယ်တင်ပြီးတော့သူတို့ဘယ်လိုမျိုးပြည်သူတွေကိုကယ်တင်နေလဲဆိုတာကိုတင်ဆက်မဲ့ပုံရှိပါတယ်။ဒါကြောင့်မလို့ချို့ villain တွေကိုဒါစကားဆုံးနေပါလာမယ်လို့မမျှော်လင့်ထားပါနဲ့။ Okay ဒီလိုမျိုး hero တွေကဒီလိုလူတွေကိုကယ်တယ်သူတို့စီးပွားရေးဆက်လုပ်တယ်သူတို့နာမည်ကြီး celebrity ဖြစ်တယ်။ဒါအခုဒါပုံမှန်လေပတ်နေတာတော့ဒီတိုင်းပါပဲ။ဒါအပြင်ဒီကဘာမှာပေါ့နော် Fantastic Four ကိုဖိနှိပ်မှုမရှိပါဘူးသူတို့အကုန်လုံးကပရိသတ်တွေပြည်သူတွေချစ်တာကိုခံရတဲ့လူတွေလို့ပြောလို့ရပါတယ်သူတို့မိသားစုနေထိုင်ပုံကလည်းကိုလုတ်တဲ့ချင်းတဲ့လောက်ကိုလောက်ထားပေမဲ့တနင်္ဂနွေနေ့တိုင်းမှာည9:00 နာရီတိဆိုရင်ကဒင်နာစားရမယ်ဆိုတဲ့ဟာဒီကတော့သူတို့ရဲ့စီးမြင့်တစ်ခုလို့ပြောလို့ရပါတယ်ဒါကတော့ဒါဒီကဘာကြီးတိဆောက်ပုံချန်ပီယံပြပြတာပါဇလန်စကြောင်ကဘာဖြစ်မှာလဲ Fantastic Four ရဲ့ကဘာကြီးကို Galactus ကလာပြီးတော့ဖျက်ဆီးပြီးစားသုံးမှာဖြစ်ပါတယ်ဒီရုပ်ရှင်မှာတော့စားသုံးတယ်လို့ပြောလို့တော့မရဘူးပေါ့နော်ဒါ energy ကို absorb လုပ်တယ်လို့ပြောရမှာပေါ့ဘာကြောင့်လဲဆိုတော့ Galactus ကဒီရုပ်ရှင်မှာဒါသူ့ရဲ့လူကောင်းကြီးပြီးတော့ဗဇက်တဲကိုဂျိုတလုံးလုံးပြစ်ထည့်မှာမဟုတ်ပဲနဲ့ Galactus သူ့ရဲ့စီးတော့ရင် The Warship ကြီးကိုအသုံးချပြီးတော့ဂျိုတွေတစ်လုံးကိုအတွင်း core ကို absorb လုပ်ပြီးတော့ဂျိုတိုင်းကိုလိုက်ဖြစ်စီမှာကိုတင်ဆက်မဲ့ပုံရှိပါတယ်ဒီနေရာမှာတခုပြောချင်တာကဒီရုပ်ရှင်မှာတွေ့ရမယ့် Galactus က Multiverse မှာတယောက်တည်းရှိရဆိုတာလုံးဝမဟုတ်ပါဘူးဒီကိစ္စကိုထုတ်ပြောခဲ့တဲ့လူကိုယ်တိုင်တခြား podcast တစ်ခုမှာသူ့ကိုယ်သူအပြစ်တင်ကြောင်းနဲ့သူပြောတာမှားကြောင်းကိုတောင်းပန်ခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့တယောက်က Multiverse မှာ Galactus တယောက်တည်းရှိရလို့ပြောရဲဆိုမယုံကြပါနဲ့ဒါပြင် Saber Server ရဲ့ female version Charlotte ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်
Disney က vote တယ်ဆိုပြီးတော့ Saber Server ယောက်ျား version ကို main version ပြောင်းလိုက်တာမဟုတ်ပါဘူး comment မှာလည်းရှိပါတယ် comment မှာ Saber Server ဖြစ်ခဲ့တဲ့သူရဲ့အမျိုးသမီးပါဆိုပြောချင်တာက multiverse ဖြစ်တဲ့အတွက် Saber Server ဖြစ်လာဖို့ယောက်ျားမဆိုတာမရှိပါဘူး Disney ကိစ္စလေးပေါ့ပြီပေါ့နော်ဒါပေမဲ့ဒီကပြောချင်တာကတော့ဒီမှာတွေ့ရမယ့် Galactus က reality ဆန်တဲ့ဘက်ကိုသွားထားတယ်ပေါ့နော်ဒါဂျိုးတစ်လုံးလုံးပါဇက်တဲ့ကောက်ထဲတဲ့ကိစ္စထက်ဂျိုရဲ့ energy ကို absorb လုပ်ပြီးတော့သူလိုတဲ့ power cosmic ကိုသူကဖြည့်တင်းနေတယ်လို့ပြောရမှာပေါ့နော်ဒါပြင် Galactus ကိုလည်းဒီကားမှာလူကောင်းလုံးနေနဲ့တွေ့ရမှာပါသူတို့ dinner စားမဲ့တညက်နေမှာပထမဆုံးတီးလိုက်တဲ့သတင်းတူကဇူးကိုဝင်ရှိတာကိုတီးလိုက်ရမယ်နောက်ထပ်လာတဲ့သတင်းတူကတော့ Saber Server Galactus DJ ကိုလာပြီးတော့ဖျက်ဆီးရမယ်ဆိုတာကိုရှိတော်ပြည်အနေနဲ့လာပြီးပြောတဲ့ကိစ္စပါပဲဆိုတော့ရှိတော်ပြည်ကိစ္စလာပြောပြီးဆိုရင်တေချာတာကတော့ဘာလို့လာပြောလဲဆိုတဲ့ကိစ္စကိုဒီ Fantastic Four ရဲ့အဖြေရှာရမှာပါဒါဆိုရင် Rick ကကောက်ချက်ချမှာကသူ့အနေနဲ့စကြဝဠာတွေကိုသူအချက်ပြမှုတွေလွတ်ခဲ့လို့ Galactus ကလာပါတယ်ဆိုပြီးတော့ထင်ကောင်းထင်နိုင်ပါတယ်ဒါကြောင့်မလို့ Saber Server တတိလာပြီးနောက်ကိုလိုက်ဖို့အတွက်ကို Rick တို့စူးစမ်းပါလိမ့်မယ်ဘယ်လိုစူးစမ်းမှာလဲဒါတော့သူတို့အာကာသကြီးနေပဲပြန်ထွက်မှာပါဒါပေမဲ့ဒီရုပ်ရှင်မှာထူးခြားတဲ့ချက်ကဘာပါလာလဲဆိုတော့ Universe Travel တွေပါလာပါမယ်ဘာလို့အဲ့လိုပြောရလဲဆိုတော့ဒီရုပ်ရှင်မှာအဓိက harness လုပ်ပြီးသုံးမယ်ထုတ်ယူပြီးသုံးမယ်ပစ္စည်းတွေကတော့ black hole နဲ့ white hole တွေပဲဖြစ်ပါတယ် black hole ဆိုတာကတော့အာကာသထဲမှာစွဲငင်အားအလွန်ပြင်းထန်ပြီးတော့တိတ်သီးစာများတဲ့နေရာတစ်ခုကိုပြောတာပါသူ့ရှိမှဖြတ်သွားရင်အလင်းရောင်တော့မလွတ်နိုင်မယ်နဲ့စုပ်ယုံကိုခံရပါတယ် black hole တွေကကြဲကြီးတေဆုံးပြီးတော့ပြိုကျတဲ့အခါမှာဖြစ်ပေါ်လာတဲ့အရာတွေဖြစ်ပါတယ် black hole ထဲမှာအချိန်နဲ့နေရာကပုံစံပြောင်းလဲပြီးတော့ထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပါတယ်သိပ္ပံပညာရှင်တွေထုတ်ထားတဲ့ theory အချို့အရ black hole က parallel universe တွေဆက်သွယ်ပေးနိုင်တဲ့တကားပေါက်တစ်ခုဖြစ်မယ်လို့ယူဆကြပါတယ်ပြောချင်တာက black hole ရဲ့အလယ်မှာရှိတဲ့ singularity ဆိုတာအာကာသရဲ့အချိန်စီးမင်းတွေကိုချိုးဖောက်နိုင်တယ်လို့ယူဆပြီးတော့အခြားစကြဝဠာတစ်ခုစီကိုချိတ်ဆက်နိုင်တယ်လို့သိပ္ပံပညာရှင်တချို့ကယူဆထားရပါတယ်ဒါပေမဲ့ဒါကလက်ရှိမှာ theory စင်တာရှိပြီးတော့လက်တွေ့သက်သေပြဖို့တော့ခက်ခဲလျက်ရှိနေပါတယ်ဒါကိုဒီရုပ်ရှင်မှာလက်တွေ့အနေနဲ့အသုံးချရမယ့်ပုံရှိပါတယ် Rito က black hole ကိုအသုံးချပြီးတော့ universe travel တဲ့ကိစ္စတွေကိုလောက်ရမယ်လို့ပြောနိုင်ပါတယ် black hole က MCU မှာဘယ်လောက်အရေးပါတယ်ဆိုရင်ဒါ Loki season 1မှာကလေးက taste လုပ်ပြီးခဲ့ပါပြီဆိုတော့ black hole တစ်ခုတည်းခုံဝင်လိုက်ရင် universe တစ်ခုတည်းကိုရောက်သွားနိုင်ပါတယ်ဒါမှမဟုတ် galaxy တစ်ခုတည်းလည်းရောက်သွားနိုင်ပါတယ်သူတို့ရဲ့ဂျင်ပြန်ကြီးက light speed မရရင်တော့မှသူတို့အနေနဲ့ဒီလို hole တွေပေါ့နော် black hole white hole စရှိရဲ့ပေါက်တွေကိုသုံးနိုင်တဲ့အတွက်ဒါ universe တစ်ခုနဲ့တစ်ခုဒါမှမဟုတ်ဆောနာပြောခဲ့တာကိုပြန်ဆက်ရရင် Saber Server နောက်ကိုလိုက်ပြီးတော့ Galactus ကိုအရင်ဆုံးခြေရသွားခံမဲ့ပုံရှိပါတယ်သူတို့၄ယောက်ကအာကာသကြီးနဲ့သူတို့နောက်ကိုလိုက်ပါမယ် Black Hole ကိုသုံးမယ်ရောက်သွားမယ်သူတို့မြင်လိုက်ရတဲ့အချက်က Galactus ကရင်မြန်ကြီးကိုသုံးပြီးတော့ဂျိုတလုံးကိုဖျက်ဆီးနေတယ်အဲဂျိုကလည်းကဘာကြီးနဲ့လာတန်တူတယ် Galactus ကစိတ်မြင်နေပြီးအမုံချပြီးတော့စွမ်းအားတွေစုပ်ယူနေရပေါ့ရှင်မြန်နဲ့ရောက်ရမယ် Galactus နဲ့တွေ့မယ် Galactus နဲ့တွေ့ပြီးတော့တခုအစင်မပြေတဲ့အချိန်မှာသူတို့ပြန်ပြေးလာမယ် Saber Server ကသူတို့နောက်ကိုလိုက်ပြီးတော့ဖမ်းနေဆိုတာတည်းပေါ့နော် Galactus ကအဲ့အချိန်မှာဘာအာယုံခံယူသွားမလဲဆိုတော့စူးရဲ့ခန္ဓာကိုယ်ထဲမှာကိုဝင်ရှိနေတယ်ဘာတူလဲ Franklin Richard ဆိုတာကဒါ mutant တယောက်ပါအရန်ကို powerful ဖြစ်တဲ့ MCU ရဲ့လာမယ့်အနာဂတ်ကိုပြောင်းလဲဖို့ခေတ်ကြတဲ့ character တခုပါဆိုတော့ဒီကလေးရဲ့အစွမ်းကို तू ကအာယုံခံမိသွားတယ်ဆိုရင်သိကြတာကတော့ Galactus ရဲ့အာယုံဆိုင်မှုကိုရသွားနိုင်ပါတယ်ဒါကြောင့် Saber Server ကစာပိုင်းမှာသူတို့ကို Galactus နဲ့ပေးတွေ့ပေမဲ့တကယ်တမ်းကျတော့ဒီအကြောင်းတွေဖြစ်လာတဲ့အခါမှာ Saber Server က Galactus ခိုင်းတာနဲ့သူတို့နောက်ကိုလိုက်ပြီးတော့တက်ကထားပါပြီဘယ်သူ့ကိုလဲ Franklin Richard ပါအဲ့ဒီချိန်မှာပဲတက်တက်ဆန်ဘာဖြေသွားမှလဲဆိုတော့သူတို့ပြန်ပြေးလာတဲ့ချိန်သွေးမှာပဲစူးကမီးဖွားပါမယ်အာကာသညီမမှာမီးဖွားမှာပါအဲ့ဒီချိန်မှာ Johnny နဲ့တသိန်းနဲ့ကဒါ Saber Server လိုက်တာတော့တားမယ်ပေါ့နော်သူတို့အနေနဲ့ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတော့အနည်းဆုံး black hole တွေကိုခုန်ဆင်းပြီးတော့သူတို့အမြဲဆုံးလွတ်အောင်ပြေးလာမယ်ပေါ့နော်ဆိုတော့ပြောချင်တာကသူတို့အနေနဲ့ Galactus ကိုပေးစရာအရာတစ်ခုသွားပြတယ်လို့ဖြစ်လိုက်တဲ့အတွက်အနေရကဂျိုးပျက်စီးမဲ့အနေရကနေ target က Franklin ဒီရောက်ပါလိမ့်မယ်ဆိုတော့သူတို့ဒီ black hole ကနေပြန်ထွက်လာပြီးတဲ့အခါပဲကဘာကိုပြန်ရောက်လာတဲ့အခါမှာပြည်သူတွေမိတော့ဖြေရပါတော့မယ်ဒီကဘာကြီးကိုဘယ်လိုကတ်တင်မှာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Rick ကခေါင်းစားရပါတော့မယ်ဘယ်လိုခေါင်းစားမှာလဲဆိုတော့ဒီ Galactus နဲ့ Saber Server ဒီ universe ဒါမှမဟုတ်ဒီ galaxy ကိုရောက်လာဖို့အတွက်ဘယ်လောက်ကြာမယ်ဆိုတာကတော့မသိသေးပါဘူးဒါပေမဲ့ဒီရတဲ့အချိန်ခဏလေးတွင်မှာ Rick အနေနဲ့တကဘာလုံး
ကယ်ဖို့ကြိုးစားပါတော့မယ်ဘာကြောင့်လဲဆိုတော့ GLaDOS ကကဘာယူဖြတ်ရင်ဖြတ်မဖြတ်ရင်သူလူချင်တာကိုယူမဲ့ပုံရှိပါတယ်ဆိုတော့သူလူချင်တာလဲ Franklin ဖြစ်တယ်ဆိုတော့ရုပ်ရှင်ရဲ့ trailer သွားတဲ့ပုံလေးကိုကြည့်လိုက်မယ်ဆိုရင်စူးက Franklin ကိုအာကာသအိမ်ပေါ်မှာမီးဖွားမွေးနိုင်နေတယ်လို့ပြောလို့ရပါတယ်ဆိုတော့မီးဖွားနိုင်ခဲ့တဲ့အတွက်ဒီ Franklin လေးအရွယ်ရောက်လာတဲ့အချိန်ကိုကြည့်ချင်းအဖြစ် Rick ကကြားထဲမှာတစ်နှစ်ကျော်လေးလောက်တော့အချိန်ရမယ်လို့ထင်ရပါတယ်ဒါကြောင့်မလို့ဒီအချိန်လေးအတွင်းမှာ Rick ရှာနိုင်တဲ့အဖြေကသူကဘာကြီးတစ်ခုလုံးကိုတနည်းအားပို့ပြတော့မှာပါ။ Okay ဘယ်လိုပို့မှာလဲဆိုတော့ပြောရပါမယ်။ trailer မှာဘာတွေ့ရလဲဆိုတော့သူ whiteboard မှာ device တစ်ခုအတွက် equation ထုတ်နေပါတယ်။ equation မှာပါတာကဒါ black hole ဒါမှမဟုတ် white hole ကို universe တနည်းအားသွားတဲ့နေရာနဲ့သူသုံးမယ်။ဒါပေမဲ့ energy harvest ကိုလုံးမဲ့ set design ကိုဒီဘက်မှာတွေ့ရပါတယ်။ထပ်တွေ့ရတာအဲ့ set ရဲ့ရှေ့ပြေးနမူနာလို့ပြောမှာပေါ့နော်။ခုံပေါ်မှာထပ်တွေ့ရပါတယ်။ဆိုတော့ဒီ device က trailer မှာပြထားလို့နောက်ဆုံးဘယ်မှာတွေ့လိုက်ရလဲဆိုတော့ Paris က Eiffel Tower ကြီးဘေးနားမှာတကယ်လက်တွေ့ဆောက်ထားတော့တွေ့ရပါတယ်တော်တော်ကြီးပါတယ်ဒီပစ္စည်းကတခုတည်းမဟုတ်ပါဘူးကဘာနေရာနဲ့မှာထားပြီးတော့ကဘာကြီးတစ်ခုလုံးကို white hole ကနေဖြစ်စေ black hole ကနေဖြစ်စေ energy harness လုပ်ဒါမှမဟုတ်သူကိုယ်တိုင်ပဲဒီဟာ energy တစ်ခုထွက်လာအောင် source တစ်ခုကနေထွင်ပြီးတော့ကဘာကြီးတစ်ခုလုံးတနေရာကိုရွှေ့ပစ်ဖို့ကဘာကြီးကိုမရွှေ့ရင်လည်းဒီ GLaDOS ရဲ့ယင်ကြီးကိုရွှေ့ပစ်ဖို့အတွက်သူစူးစမ်းနိုင်ပါတယ်ဒီမှာရိုက်ကွင်းက production သမားတွေပြောထားတာကဒီစင်းမှာclimate ဖြစ်တဲ့အခန်းပါတယ်ပေါ့နော်အခန်းမှာကျတော့သူကဒီ production set ထဲမှာရှိတဲ့လူတွေအကုန်လုံး media အရန် lane ထိန်နေအောင်ဖွင့်ချလိုက်တယ်ပြီးတော့အကုန်မောင်သွားတယ်လို့ပြောထားတာကိုသိရတဲ့အတွက်သိကြတာတော့ဒီအခန်းဖြစ်ဖို့များပါတယ်ဒီအခန်းမှာ Rick ကဘာကြီးကိုရွှေ့ဖို့အတွက်ဒီကဘာလုံးက energy တွေကိုလည်း harness လုပ်ရင်လုပ်မယ်တခုခု harness လုပ်ပြီးတော့ဒါသူရွှေ့မယ်ပေါ့နော်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးလို့ဆိုရမှာပါဒီလိုမအောင်မြင်ခဲ့တဲ့အတွက်ဒါ GLaDOS ကြီးရောက်လာပြီဂျိုဘောကိုဆင်းမယ်သူဂျိုကိုမစားသေးခင်သူ့ရဲ့requirement အခုချိန်မှာ तू လိုအပ်တယ်လို့ထင်လိုက်တဲ့သူ Franklin ကိုမရရအောင်သွားရှာပါတော့မယ်။ရှာရလန်တစ်ချောက်ကိုဒီ Fantastic Four ၄ယောက်ကလိုက်တားနေတာကိုလည်းတွေ့ရမှာပါ။ဒါပေမဲ့ထူးခြားတာကိုပြောရမယ်ဆိုရင်ဒီမျိုးတွေကလူတွေအကုန်လုံးရှင်းပြီးသားဖြစ်နေပါပြီ။ဆိုတော့ဒီနေ့မှာဖြစ်နေတဲ့တစ်ခုရှိပါတယ်။လူတွေအကုန်လုံးကိုဒါ New York မြို့ရဲ့မြေအောက်ထဲကိုပို့ရင်ပို့ထားမယ်။မြေအောက်ထဲမပို့ထားရင်တော့ Rick ကတနည်းအား teleport လုပ်လိုက်ပြီလို့ပြောလို့ရပါတယ်။ဆိုတော့ကဘာကြီးကို teleport လုပ်မရပါဘူး။သူလူတွေကို teleport လိုက်ပြီပေါ့နော်။အဲ့ဖြစ်နေတာတော့မြေအောက်ထဲထည့်တာပဲဖြစ်နေပါတယ်။ဆိုတော့ပုံမှန် battery ဖြစ်မယ်လူတွေကမြေအောက်ထဲမှာရှောင်းနေမယ်။ဆိုတော့ဒီလိုသွားနောက်ဆုံးချရတယ်ဒါ super hero ကားရင်သွားရတယ်။နောက်ဆုံးနေရာမှာဘာဖြစ်လာမှာလဲဆိုတော့တယောက်ကတော့ဒါထုံးစံတိုင်းအနစ်နာခံရမှာပေါ့နော်။ဘယ်သူအနစ်နာခံမလဲဆိုတာမပြောခင် GLaDOS ဘာဖြစ်မလဲဆိုတော့အရင်ပြောပါမယ်။ဖြစ်နိုင်တာကတော့ဒီ၄ယောက်က GLaDOS ကိုအနိုင်ပိုင်းမယ်လို့တော့မဖြစ်နိုင်ပါဘူး။ဒါတော့ရှင်းဆုံးပြောတာပါလုံနိုင်တဲ့ခြေနေတစ်ခုကကြတော့သူတို့ပထမစူးစမ်းခဲ့တဲ့ကဘာကြီးကိုရွှေ့မဲ့စီစဉ်ဒါမှမဟုတ် GLaDOS ရဲ့ရေမြန်ကိုရွှေ့မဲ့စီစဉ်မအောင်မြင်ခဲ့ဘူးဆိုရင်နောက်ဆုံးရေမြန်ကိုမရရင်တော့ဒီ GLaDOS ကြီးကိုလူကိုရအောင်ရွှေ့နိုင်ပါတယ်ဒါဘာကြောင့်လဲဆိုတော့ Rick က GLaDOS ရဲ့ခြေထောက်လာလက်လည်းမသိတဲ့နေရာကို device တစ်ခုနဲ့ထိုးလိုက်ပါတယ် device တစ်ခုနဲ့ထိုးလိုက်တာဖြစ်တဲ့ဒီ device ကဒါဒီ GLaDOS ကြီးကို teleport လုပ်ရင်မလုပ်ရင်တနည်းအောင်ရွှေ့ကောင်းရွှေ့နိုင်မယ့် device ဖြစ်နိုင်ပါတယ်ဒါကတော့စကားထွက်လာရင်သိရမှာပါကျွန်တော်စောနာကပြောခဲ့တဲ့ဒီ hero တယောက်အနေနဲ့ခံမှာပါရင်သိကြတာကတော့ဒါမိခင်မြစ်တာကိုပြမယ်ဒီကမှတစ်ချိန်လုံး family ဇက်တိုက်ပြောနေတဲ့စူးကတော့ဒါသူအနစ်နာခံကောင်းခံနိုင်ပါတယ်ပြောရရင်ဒီစူးရဲ့ထုံနိုင်တဲ့သူ့ရဲ့အစွမ်းကနေသူတခုခု power ပေးလိုက်ရင်ဖြစ်စေဒါမှမဟုတ်တခုကိုထိန်းနိုင်ဖြစ်စေတခုခု energy နဲ့ဘယ်လိုပြောမလဲကာထားဒီဖြစ်စေအဲ့ဒီချက်တွေပေါ်မူတည်ပြီးတော့ဒါသူတို့ GLaDOS ကိုတားကောင်းတားနိုင်လိုက်မယ်ဒါပေမဲ့စူးကတော့အသက်ဆုံးရှုံးသွားနိုင်ပါတယ်ဒီလိုဆုံးရှုံးသွားတဲ့အခါမှာသူ့အနေနဲ့ဘာဖြစ်သွားမလဲဆိုတော့အဲ့ဒီနေရာမှာအခရာကျလာမှာက Franklin မှာFranklin Richard ရဲ့လက်လေးတစ်ခုထိတဲ့တာနဲ့စူးရဲ့အသက်ကိုပြန်သွင်းနိုင်မယ်ဆိုတာဒါကတော့တစ်ခုထွက်ထားတဲ့ plot rumor ကိစ္စပါဒီရတကယ်ဖြစ်လာမယ်ဆိုရင်ဒါ Franklin အစွမ်းအောင်လည်းပြပြီးသားဖြစ်မယ်စူးကလည်းပြန်ရှင်းလာမယ် GLaDOS ကလည်းမရှိတော့ဘူးကဘာကြီး agent ဝိုင်းလို့ပြောမှာပေါ့နော်ဒါပေမဲ့တစ်ခုရှိတာက GLaDOS အနေနဲ့ Franklin ကိုရှာရတဲ့အကြောင်းရင်းကမြုပ်ကွက်လေးပါလာပါပြီစွမ်းအားတွေအများကြီးရှိလို့ GLaDOS က clear လေးကိုလိုချင်လို့ဆိုတာထက် GLaDOS ကဘာကြောင့် clear လေးကိုလိုအပ်လဲ GLaDOSဘာကိုတခုခုတားဖို့ရှိလို့ဒီ Franklin ဆိုတာကိုလိုလာလဲဆိုတာကတော်တော်စိတ်ဝင်စားတဲ့အကောင်းတဲ့ချက်ဖြစ်မှာပါဒီချက်ကပဲ Avengers Doomsday ကိုတွားပြီးတော့ဆက်တလုံးနိုင်ပါတယ်ဒီရုပ်ရှင်မှာသူတို့ဖွဲ့ GLaDOS ကိုတနည်းနဲ့တားပြီးနိုင်အောင်နိုင်သွားမယ်ဘာပြဿနာတက်လာမှာလဲဆိုတော့ incursion မှာ incursion ဘာကြောင့်ဖြစ်လာနိုင်မလဲဆွမ်းနာပြောခဲ့တဲ့အတိုင်း Rick ကလည်း black hole တွေ white hole တွေသူစိတ်ကြိုက်သုံးချနေဆိုရင်ဒါ MCU ရဲ့စစ်ဝမ်းစစ်မှာဖြစ်တယ်လို့ပဲဒါ space time rip ဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ဘာမှတွေးကြလဲရတဲ့ Marvel ရုပ်ရှင်မှာ Bangalore ကိုတုံးပြီးတော့ space time နေရာယူဆွဲဖြဲလို့ဖြစ်တဲ့အတွက်တခြား universe ကိုပေါ်တဲ့အပေါက်ကြီးဖွင့်သွားတယ်ပေါ့နော်အဲ့လိုပဲဒီမှာလည်းတစ်ခုခုပွင့်သွားနိုင်ပါတယ်
တခုခုမထင်ထားတဲ့အန်ရီတခုကိုဖိတ်ခေါ်လာနိုင်ပါတယ် incursion ကတော့ multiverse ကိုလုံးကြုံတွေ့ရမှာပါဒါပေမဲ့ incursion ကိုဘယ်လို trigger လုပ်မလဲအကိစ္စတခုခုကိုဒီရုပ်ရှင်မှာတွေ့ရနိုင်ပါတယ်နောက်ဆုံးဖြစ်နိုင်တာပြောရရင်ဒီ Franklin Lee က incursion ကိုတားနိုင်မယ် source တခုတော့ဖြစ်လာနိုင်ပါတယ် comic ဖတ်ဘူးတဲ့လူတွေဆိုရင်တော့သိမှာပါမဖတ်ဘူးတဲ့လူတွေကတော့ဒါမဖတ်ရင်တော့ပိုကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒါရုပ်ရှင်ထွက်လာရင်ပို့ပြီးတော့အရသာရှိခံစားနိုင်ပါတယ်ဒါတွေကတော့ဖြစ်မဲ့ကိစ္စတွေအကုန်လုံးပြောလိုက်တာပါဒါဟုတ်ပြီအချင်းပြန်ချော့မယ်ဆိုရင်ဒါပထမဆုံး hero တွေဒီ၄ယောက်ကိုမိတ်ဆက်မယ်ဒီ၄ယောက်ရဲ့ live style တွေကိုပြမယ်ဒီ၄ယောက်ဖြစ်တဲ့နေရာကိုပြမယ်ဒီ၄ယောက်ကြုံတွေ့ရတဲ့ခက်ခဲတွေကိုပြမယ်ဒီ၄ယောက်အနေရောဘယ်လိုရင်ဆိုင်သွားတွေ့မယ်ဘယ်လိုပြန်တားမယ်ဒီကလေးလေးကိုဘယ်လိုမွေးမယ်ဒီကလေးလေးကဘယ်လိုမျိုးပြည်သူတွေကိုကယ်ဆယ်သွားမယ်နောက်ဆုံးဒီကဘာကြီးကဘယ်လိုလွတ်မြောက်သွားမယ်ဆိုတာကိုဒါစကားမှတွေ့ရမှာပါဒါပေမဲ့လောက်မယူရှင်တဲ့ကိစ္စတစ်ခုကတော့ဒီဒွန်းစတစ်ကိုဆက်ရလို့ဖို့အတွက်ကဒေါက်တာဒွန်းကိုသူတို့တဏီယာမှာမဖြစ်ဖြစ်အောင်ထည့်ရပါတော့မယ်တန်တာဘိုးရွရှင်မှာ fantasy ဘိုးရင်မြန်ကြီးစေဝန်စစ်ကိုဝင်လာတွေ့ပြီးပါပြီအဲကမှပြောရတဲ့အဓိက main point ရှိပါတယ် space crisis ဖြစ်နေရတယ် interdimensional trouble လောက်လာတဲ့ယဉ်စည်းရောက်လာတဲ့ trouble so space crisis ကဘာကိုပြောချင်တာလဲဖြစ်နိုင်တာကတော့ incursion ကိုပြောချင်တာပါဘာလို့လဲ incursion ဆိုတာခေါ်တာ Data Strain နဲ့တည်ရလူတွေပြင် A3 ကလူတွေပဲရှိပါသေးတယ်ကျန်တဲ့လူတွေဘယ်သူမှ incursion ကိုမခေါ်သေးပါဘူးဒါကြောင့်အဲ့ကိစ္စကိုသူတို့ဘာပေးရမှမသိရတဲ့ space crisis ဆိုပြီးပေးထားနိုင်တယ်ရေမြန်ရောက်လာတဲ့အကြောင်းရင်းကတော့ incursion ဖြစ်နေတာဖြစ်တဲ့အတွက်ဒီစေဝန်စစ်နဲ့ဝင်တိုက်မဲ့ဟာက Fantasy 4ရဲ့ universe လေးဖြစ်နိုင်လို့ဒီ X-Men ရှိတဲ့ဓမ္မဘယ်တော့မှတွေ့ခဲ့ universe လေးဖြစ်နိုင်တယ်ဒါမှမဟုတ် Fantasy 4ရဲ့ universe က incursion ကြောင့်ပျက်စီးသွားပြီဖြစ်လို့နီးစပ်ရဲ့ universe တွေကိုသူတို့တက်နိုင်လောက်လိုက်ပြီးတော့ကဲဆယ်နေရလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရင်မြန်အောင်ကြည့်ရင် modern sun နဲ့ဒါသူတို့ရင်ဟောင်းလို့တုံးမြန်လို့ fin က3ခုမဟုတ်4ခုပါတယ်ဆိုတော့ဒါ advance ဖြစ်ပြီဆိုတော့ time scale လေးရှိလောက်မယ်ဒါအပြင် Franklin လေးတောင်ဒါနေတော့10ကျော်တက်လောက်တောင်အရွယ်ရောက်နေလောက်မှာပါMCU မှာသိရမှာက universe တစ်ခုနဲ့တစ်ခုကဖြတ်သန်းနေတဲ့အချိန်ကာလပိုင်းခြားမတူပါဘူး။ Seven Sea ကနေ branch ဖြစ်သွားတဲ့ universe တွေကတော့တူရင်တူပါလိမ့်မယ်။ဒါပေမဲ့ parallel universe လို့ဆိုတဲ့အဲ့လိုအပြိုင်တည်ရှိနေတဲ့ reality လို့ပြောလာရင်တချို့အပ်တွေအတွက်ကသူတို့မှာ Jurassic era ဖြစ်ရင်ဖြစ်နေမှာမယ်။တချို့အပ်တွေအတွက်က K-Hound era ဖြစ်ရင်ဖြစ်မှာမယ်။ယခုလိုပဲတချို့အပ်တွေကခု Seven Sea မှာ2026လောက်ရောက်နေသူတို့ကဒီ video လိုပဲ1960 1980နားမှာပဲရှိနေမှာပါဒါကြောင့်မလို့အချိန်ကာလပိုင်းခြားမတူတာတွေခဏဖယ်ထားလိုက်ရင်တေချာတာကတော့ Gladys Franklin လေးကိုလိုချင်တယ်လို့ပဲဒါတုန်းကလည်း Franklin လေးကိုလိုချင်တဲ့ပုံစံပြလာပါလိမ့်မယ်ကောလာလာတကူထွက်ထားတာပေါ့နော်ဒါတုန်းက credit စင်မှာ Franklin လေးအိတ်နေတာကနေသူကလာပြီးတော့ပြန်ပေးဆွဲတဲ့ပုံစံနဲ့ခေါ်ရမယ်လို့သိထားရပါတယ်ဟုတ်မဟုတ်ဆက်လက်ဆောင်ကြည့်အောင်မရှိပါတယ်မတေချာတာကတော့ဒီရုပ်ရှင်ကစိတ်ဝင်စားဖို့ကောင်းပါပါဘာကြောင့်လဲဆိုတော့ action back ဖြစ်မယ်မိသားစုရုပ်ရှင်နောက်ပြီးရင် cosmic horror ပုံစံဒီလို entity ကိုလူကောင်လုံးလိုက်တွေ့ရမယ် Don't Stay ကို set up လုပ်ဖို့အတွက်ကတော့ဒါအကောင်းဆုံးရွေးချယ်မှုလို့ပဲပြောလို့ရပါတယ်ကဲဆိုတော့ဗီဒီယိုလေးဒီညမှာပဲရပ်နာပါမယ်ဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်ဒါ like and subscribe လုပ်ပြီးတော့မျှဝေနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် see you next time